ကျွန်တော်လင်းဟွာတုံးရွာသားတွေနဲ့စာချုပ်ချုပ်ဆိုခဲ့တုန်းကငါးကြီးအသေးအကောင်းဆုံးမီးတပိတာကို30ရွန်းနှုန်းနဲ့အကုန်လုံးတင်းကျုံဝယ်ယူဖို့သဘောတူခဲ့ကြတာပါဒါပေမဲ့ကားပေါ်ငါးတွေတင်မဲ့နေ့လဲရောက်ရောသူတို့ကမြို့ပေါ်ကစူပါမားကတ်တစ်ခုရဲ့ကြော်ညာပိုစတာကိုထုတ်ပြပြီးအဲ့ဒီထဲကဈေးနှုန်းတိုင်းတောင်းဆိုလာကြတော့တာပဲရွာသားတယောက်ကစွန်းလောင်ပန်းခင်များကိုယ်တိုင်ပဲကြည့်လိုက်ဦးငါတို့ရွာကထွက်တဲ့ဒီငါးတွေကိုမြို့ပေါ်မှာဂေဟာစနစ်တဘာဝငါးဆိုပြီးတပိတာကို90ရွန်းထိရောင်းနေတာခင်များက30ရွန်းနဲ့ဝယ်သွားပြီးပြန်ရောင်းရင်ကြားတဲ့ကဘလောက်တောင်မြတ်မလဲဒီနေ့တာတပိတာကို20ရွန်းနှုန်းနဲ့မတွက်ပေးရင်ခင်များရဲ့ကားတွေဒီရွာကနေတလမ်းမှထွက်မသွားရဘူးဆိုပြီးကျင်းမောင်းပါလေရောကျွန်တော်လည်းစိတ်ရှိလက်ရှိနေပဲစူပါမားကတ်က90ရွန်းဆိုတာတေးသေးချာချာထုတ်ပိုးတာတွေအောက်ဆီဂျင်ပေးပြီးတဲယူစရိတ်တွေကွင်းထဲဝင်ကြီးတွေနဲ့ငါးသေးဆုံးမှုဆုံးရှုံးမှုတွေအပြင်နောက်ဆုံးရောင်းဈေးအထိအကုန်ပေါင်းထည့်ထားတဲ့ဈေးနှုန်းပြအခုကန်ရောက်30ရွန်းပေးတာဟာတပြည်နယ်လုံးအတိုင်းအတာနဲ့ကြည့်ရင်တော့အမြင့်ဆုံးဈေးချစ်နေပါပြီလို့ရှင်းပြခဲ့ရင်မဲ့ဘသူမှနားမထောင်ခဲ့ကြပါဘူးအဲ့ဒီလူကပဲဘသူကိုလာလိမ့်နေတာလဲပိုက်ဆံတွေကိုမတရားမြတ်ကြီးစားပြီးယူနေရက်နဲ့လာပြီးတနာစရာကောင်းတယ်လို့လုံးမနေနဲ့ဒီနေ့တာဈေးနှုန်းကို20အထိမတိုးပေးရင်ငါတို့ရွာကငါးတွေကိုဘသူမှလာမထိစေနဲ့ထိတဲ့ကောင်နဲ့အသက်နဲ့လဲပြစ်မယ်ဆိုပြီးအော်ဟစ်ဆူပူတော့တခြားရွာသားတို့အေးကလည်းမင်းနဲ့အသက်နဲ့လဲမယ်သူတို့နဲ့လဲပြစ်လိုက်ကြဆိုပြီးဝိုင်းော်ကြတာပေါ့အဲ့ဒီအချိန်မှာကျွန်တော်တကယ်ပဲရဲကျင်သွားမိတယ်ချက်ချင်းဖုံးထုတ်ပြီးကုမ္ပဏီကအေးကန်ကအစီ60လုံးကိုအနီးနားကချင်းရွှေဝမ်ရွာစီကိုပဲအကုန်လုံးမောင်းနှင်သွားခိုင်းလိုက်ပါလို့ညွှန်ကြားလိုက်တယ်ခင်ဗျားတို့ရဲ့ငါးတွေကိုရွှေလိုဈေးတန်တယ်လို့ထင်နေကြတာမလားဒါဆိုရင်လည်းအဲ့ဒီငါးတွေကိုဒီကန်ထဲမှာတင်ပုတ်တိုးသွားအောင်ပဲထားလိုက်ကြပါတော့ဗျာကျွန်တော်တို့မိသားစုဟာရေထွက်ကုန်စီးပွားရေးလုပ်ငန်းကိုလုပ်ကင်လာခဲ့တာ15နှစ်ရှိပြီဖြစ်ပြီးကျွန်တော်လုပ်ငန်းကိုဆက်ခံပြီးတဲ့နောက်လွန်ခဲ့တဲ့3နှစ်ကလင်းဟွာတုံးရွာသားတွေနဲ့အာမခံဈေးနဲ့တင်းကျုံဝယ်ယူဖို့စာချုပ်ချုပ်ဆိုခဲ့ပါတယ်စာချုပ်ထဲမှာငါးကြီးအသေးအကောင်းဆုံးမီးတပိတာကို30ရွန်းနှုန်းနဲ့အကုန်လုံးတင်းကျုံဝယ်ယူဖို့သဘောတူခဲ့ကြတာပါ3နှစ်တာကာလပတ်လုံးဘလို့မိုးတက်မုန်တိုင်းတွေပဲကြုံရကျွန်တော်သူတို့စီကငါးဝယ်ယူမှုကိုတခါမှမပြတ်တောက်ခဲ့ဘူးပါဘူးဒါပေမဲ့ဒီနေ့မှာအရာအလုံးကပြောင်းလဲသွားခဲ့ရပါတယ်ပထမတော့ရွာသားဘိုးအိုတယောက်ကငါးတကောင်ကိုရေရဲကဆယ်ပြပြီးစွန်းလောင်ပန်းခင်များပဲကြည့်လိုက်ပါဦးဒီငါးတွေရဲ့ကြောပြင်ကစိမ့်ညွတ်နေပြီးဝမ်ဘိုက်ကဖြူဖွေးနေတာပဲငါးစုတောင်တွေကလည်းရက်တောင်လိုဖြန့်ကားနေတာခင်များရဲ့လိုအပ်ချက်တွေအတိုင်းအကုန်လုံးကွင်းစကွင်းပိတ်ညီအောင်မွေးမြူထားတာပါသူတို့ကိုဖြူတွေဘဲတွေနဲ့ပစွန်ရှင်တွေရဲ့ကြွေးထားတာမို့အာဟာရစာတပွင့်တောင်မပါဘူးဗျအရေးသွေးကတော့တကယ်ကိုအပြစ်ပြောစရာမရှိပါဘူးလို့လာရောက်ကြွားပါလို့ကျွန်တော်လည်းအရေးသွေးကတော့တကယ်ကိုရွေးချယ်စရာမလိုအောင်ကောင်းမွန်ပါတယ်အကိုကြီးလူရေးမှတ်ထားလိုက်ပါဦးကြောက်ကန်ကငါးပိတာချိန်320လို့ညွှန်ကြားခဲ့ပါတယ်ပြီးတော့ရွာသားတွေအားလုံးကိုရွာသားမိအဖတို့စာချုပ်ထဲမှာအသေးချာရေးသားထားတဲ့အတိုင်းတပိတာကို30ရွန်းနှုန်းနဲ့ချိန်တွယ်ပြီးကားပေါ်တင်ကြပါကားပေါ်တင်လို့ပြီးတာနဲ့ပိုက်ဆံကိုရွာရဲ့အများပိုင်ပန်ကောင်းရဲကိုတိုက်ရိုက်လွှဲပေးမှဖြစ်ပြီးတပြားတစ်ချက်မှရှော့မှာမဟုတ်ပါဘူးအားလုံးတန်းစီပြီးတအိမ်စီလာကြပါလို့ပြောလိုက်တော့ရွာသားတွေကကောင်းတယ်စွန်းလောင်ပန်းကတကယ့်ကိုတစ္ဆာရှိတဲ့သူပဲစွန်းလောင်ပန်းကပွင့်လင်းပြတ်သားတယ်ဗျာမတိုးကြပါနဲ့တန်းစီပြီးလာကြပါစွန်းလောင်ပန်းကဒီလောက်တစ္ဆာရှိမှတော့ငါတို့ဘက်ကလည်းမျက်နှာပြက်စရာမလုပ်ရဘူးချင်းတောင်းအောက်ခြေကရေတွေကိုအကုန်စစ်အောင်လုပ်ကြဟေ့ဆိုပြီးဝမ်းသာအားရအော်ဟစ်ကချီကျူးခဲ့ကြပါတယ်ရွာသားချင်းချင်းလဲတပိတာကို30ရွန်းတောင်ရတာနော်မနစ်ကကြားပွဲစားတွေလာဝယ်တော့က4ရွန်းခွဲပဲပေးတာစွန်းလောင်ပန်းကတော့ငါတို့ကိုပိုက်ဆံလာပေးတယ်လို့ပဲဒါပေါ့ဗျာငါအိမ်ကပိတာ3000ဆိုတော့3000တောင်ရမှာဒီနှစ်တော့အိမ်တစ်ဆောက်နိုင်ပြီဆိုပြီးတီတိုပြောကပျော်ရှင်နေခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအရှိန်ဟုန်နဲ့မောင်းနှင်လာတဲ့ဘင်ကားတစ်စီးကရွှွန့်နွန်တွေကိုတဖြန်းဖြန်းဆင်ထွက်စေရင်ရွာသားတွေရှေ့မှာဝုန်းခနဲ့ရက်တက်လိုက်ပြီးကားပေါ်ကနေရွှေဆွဲကြိုးကြီးနဲ့လူတစ်ယောက်ဆင်းလာခဲ့ပါတယ်ဒီလူနာမီကဦးရာပြောင်လို့ခေါ်ပါတယ်သူကအရင်တုန်းကရွာမှာဆင်းရဲတာကိုမလိုချင်လို့မြို့ပေါ်ကရေထွက်ကုန်စည်ကွက်မှာသူများတွေအတွက်ကားဆွဲပေးတဲ့အလုပ်ကိုလုပ်ခဲ့ဘူးပြီးလိန်လဲလက်ဖျားမှုတွေလုပ်ခဲ့လို့လုပ်ငန်းရှင်ကမောင်းထုတ်တာခံခဲ့ရဘူးတယ်လို့လည်းကြားဘူးပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်အတွင်းမှာဘလို့မတရားနဲ့လမ်းနဲ့ချမ်းသာလာလဲမသိရပဲရွာကိုပြန်ရောက်လာခဲ့တာပါသူကကားပေါ်ကစင်းချင်းမှာပဲကိုင်ဆောင်လာတဲ့စက်ကူလိတ်ကြီးကိုဖြန့်ပြီးဒေါသတကြီးနဲ့အားလုံးရက်လိုက်ကြဆန်းဘသူကများနောက်ထပ်တစ်ချင်းထက်တယ်ဝမ်သေးလဲကြည့်ရအောင်အကုန်လုံးလက်ဖျားလေးတောင်မတင်ကြနဲ့တော့ဆိုပြီးလေးတန်းမာနဲ့ငောင်ငန်းကရွာသားတွေရဲ့ငါးရောင်းချမှုကိုဝင်ရောက်ဟန်တာနောက်ဆက်ပါတော့တယ်ဝူရာပြောင်းမင်းလည်းအပြင်လောကမှာကျင်လည်ခဲ့တာနှစ်အနည်းငယ်ရှိပြီပဲလက်ဆက်တဲ့ရေထွက်ကုန်တည်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်ရဲ့ကုန်ကျစရိတ်တွေကိုမင်းစိတ်ထဲကောင်းကောင်းကြီးသိနေမှာပါစူပါမားကတ်မှာ90ရွန်းနဲ့ရောင်းရတယ်ဆိုတာအရွယ်စားခွဲကြတာအလေးချိန်တိုင်းတာအောက်ဆီဂျင်ပေးရတာလက်ဆောင်ချင်းတွေနဲ့စနစ်တကျထုတ်ပိုးရတာအေးကန်ကားနဲ့တည်ယူရတာလမ်းမှာငါးတွေတေဆုံးပျက်စီးတာတွေပြင်စူပါမားကတ်ရဲ့ရာဂိုင်နှုန်းဖြတ်တောက်မှုနဲ့အယောင်းဝန်ထမ်းတွေရဲ့လုပ်အားခတွေကိုပါတဆင့်ချင်းစီပေါင်းထည့်ထားရလို့အဲ့ဒီဖြစ်လာတာဗျကျွန်တော်ကတော့ဒီရွာကငါးတွေကိုအကုန်လုံးတင်းကျုံဝယ်ယူပြီးကားပေါ်တင်ပြီးမှလက်ကားဈေးကွက်ကိုသွားပြီးတဆင့်ပြန်ရောင်းရမှာပါအခုကျွန်တော်ပေးရဲ့30ရွန်းဆိုတဲ့ဈေးနှုန်းဟာပုံမှန်ပေါက်ဈေးထက်20ရာခိုင်နှုန်းတောင်ပိုမြင့်နေပါပြီခင်ဗျားတို့ဒီမှာရှိတဲ့ရွာသားတွေကိုပဲမေးကြည့်လိုက်ပါမနစ်ကပွဲစားတွေလာဝယ်တော့ကဘလောက်ပေးခဲ့လဲဆိုတာ4ရွန်းခွဲပဲပေးခဲ့တာဗျအခုကျွန်တော်က30ရွန်းပေးတာကိုခေါင်းပုံဖြတ်တယ်လို့ခေါ်သလားလို့ကျွန်တော်ကပြက်သားချေပလိုက်တော့ရွာသားဘိုးအိုကပါစိုးရိမ်တကြီးနဲ့တာပြောင်းဒါဆိုရင်လည်းထားလိုက်ပါတော့ဗျာဆုံးလောင်မှန်ပြောတာကလည်းအကျိုးအကြောင်းရှိပါတယ်လို့ဝင်ဖြန့်ဖြေရှာတယ်ဒါပေမဲ့ဝူရာပြောင်ကတော့လုံးခနဲ့လှည့်ပြီးဘာအကျိုးအကြောင်းရှိတာလဲခင်ဗျားတို့တစ်နှစ်ပတ်လုံးငားမွေးခဲ့ရတာမိုးတန်လေတန်နေပူတန်တွေခံခဲ့ရပြီးမှတပိတာကို30ရွန်းပဲရမှာလားသူတို့ကတော့စတီယာယုံပြီးလေးနင်းနဲ့လက်ယုံနဲ့တင်အမျက်အဆုံးများကြီးကိုအလွယ်တကူယူသွားတော့မှအဲ့ဒါကိုခင်ဗျားကသူတို့ဘက်ကနေကာကွယ်ပြီးပြောပေးနေသေးတယ်ဒါပြောင်ပြောတာမှန်တယ်ဗျာသူတို့ကိုအလွယ်တကူအဆင်ပြေအောင်မလုပ်ပေးနိုင်ဘူးဘာလို့ငါတို့ကပင်ပန်းလုပ်ခဲ့ပြီးအမျက်ကိုတော့သူကယူရမှာလဲဒါပေါ့ဗျာဘာလို့လဲဒါဆိုရင်ငါတို့လည်းဈေးတိုးအောင်ရမယ်ဆိုပြီးရွာသားတွေကိုတွေးထိုးလုံးစော်ပါတော့တယ်အဲ့ဒီနောက်ကျွန်တော်လည်းစိတ်မရှိတော့ပဲအကိုကြီးလူကားနောက်ခန်းတကားကိုဖွင့်လိုက်ချိန်တွေပြီးကားပေါ်တင်ထားပြီးသားငါးတွေအကုန်လုံးကိုပြန်ချပစ်လိုက်ပါဘယ်ချင်းတောင်းကလာလဲ
အဲ့ဒီချင်းတောင်းလဲကိုပဲအကုန်လုံးပြန်ထည့်ပေးလိုက်လို့အမိန့်ပေးလိုက်တော့ကျွန်တော်ရဲ့မန်နေဂျာကဆုံးစုံစိတ်လိုက်မုံပါဆုံးမဖြစ်ပါနဲ့ဦးဒီမှာကတငါးတွေကအစ်စ်မြင့်အရေးသွေးကောင်းတွေတောင်းနေချီရှိတာဗျဟိုဘက်ကစူပါမားကတ်ကလည်းတရုတ်လက်မပွဲတော်အတွက်အမိတင်ဖို့စောင့်ဆိုင်နေကြတာအကယ်၍စာချုပ်ဖြတ်သိမ်းမယ်ဆိုရင်ကျွန်တော်တို့ဘက်ကရော်ကြီးပေးရမယ့်အပြင်စာချုပ်ပါပြက်ကွက်ကြီးရွာနှစ်တန်း8000ကိုလည်းပေးရလိမ့်မယ်ကုမ္ပဏီရဲ့ဂုဏ်သိက္ခာလည်းအကုန်ပျက်စီးကုန်လိမ့်မယ်အဲ့ဒီတော့အခုလောလောဆယ်သူတို့တောင်းတဲ့နှစ်ဆက်ရွံစည်းနဲ့ပဲအရင်ဝယ်ယူလိုက်ပြီးနောက်မှပဲလို့စိုးရိမ်တကြီးတားမိရှာပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒေါသတကြီးနဲ့ကျွန်တော်ကချခိုင်းရင်ချလိုက်စမ်းဗျာသူတို့ရဲ့ငါးတွေကိုရွှေလို့အဖိုးတန်တယ်လို့ထင်နေကြတာမလား90ရွံနဲ့ရောင်းရမယ်လို့ထင်နေကြတာမလားရတယ်လေဒီငါးတွေကိုကျွန်တော်မယူတော့ဘူးမူလအတိုင်းသူတို့စီပဲအကုန်ပြန်ပေးလိုက်မယ်ဒီနေ့ကစားပြီးလင်းဟွာတုံးရွာကထွက်တဲ့ငါးတကောင်ကိုမှကျွန်တော်ဝယ်ယူမှာမဟုတ်ဘူးတကန်လုံးကငါးတွေဝမ်းပိုက်ဖြူလန်းပြီးရေကန်ပေါ်မှာတင်တေဆုံးပုတ်တိုးသွားရင်တောင်မှကျွန်တော်စီလာပြီးတော့ဒူးထောက်မတောင်းပန်ကြပါနဲ့ကျွန်တော်ပြောပြီးပြီဒီငါးတွေကိုကျွန်တော်လုံးဝမဝယ်တော့ဘူးလို့ပြက်သားသားကြေညာလိုက်ပါတော့တယ်ကျွန်တော်ပြောပြီးပြီဒီငါးတွေကိုကျွန်တော်လုံးဝမဝယ်တော့ဘူးလို့ဝန်ထဲကျူးကပြက်သားသားညင်းပယ်လိုက်တဲ့ခါမှာတော့တာဝန်ခံဖြစ်သူအကိုကြီးလူကလည်းအကုန်လုံးပြန်ချပစ်လိုက်ကြဟဲ့လို့ချက်ချင်းအော်ဟစ်ညွှန်ကြပါတော့တယ်အဲ့ဒီအခါရွာသားတယောက်ကဒါဘယ်လိုလုပ်မလဲစတုတ်ထာဘိုးဘိုးကြီးသူတကယ်ပဲမဝယ်တော့ဘူးဗျစတုတ်ထာဘိုးဘိုးငါတို့အိမ်ကငါးတွေကိုဒီနေ့မရောင်းရရင်မနှက်ဖြန်ကြရင်အချိန်တွေရောကြကုန်တော့မှဆိုပြီးစိုးရိမ်တကြီးဖြစ်ကုန်ကြတာပေါ့ဒါပေမဲ့ဝူရာပြောင်ကတော့လူအုပ်ကြီးကိုကြည့်ပြီးဘာလို့အားလုံးကထိတ်လက်နေကြတာလဲသူဝန်ထဲကျူးကဟန်ဆောင်ပြီးတရုတ်ဆောင်နေတာဗျသူ့လက်ထဲမှာစူပါမားကတ်ရဲ့အမှားစာကြီးရှိနေတာမို့ငါတို့ထက်သူကပိုပြီးစာချုပ်ဖြတ်သိမ်းရမှာကိုကြောက်နေတာငါတို့ဘက်ကအလျှော့မပေးပဲတောက်ခံထားကြဆိုတပတ်ရတွေးကြည့်ရင်တော့သူမဝယ်လဲငါတို့ဘာသာတွားရောက်လို့မရဘူးလားအားလုံးပဲငါအဲ့တွေကိုစူးစီးပြီးငါးစီအကုန်အပ်လိုက်ကြငါတို့တွေအဖိုးတန်တဲ့အေးခန်းကားတွေကိုစရိတ်ကြီးပေးပြီးငါးမနေနဲ့တာမန်ကုန်တင်ကားကြီးတစ်စီးကိုပဲရှာပြီးအပေါ်ကနေကွမ်းဆောင်နှစ်ထပ်လောက်အုပ်သွားရင်ကိုတေယူစရိတ်ကတဝက်မကတက်တာသွားပြီးမြို့ပေါ်ရောက်ရင်တပိတာကို25ရွက်နှုန်းနဲ့လက်ကားလိုက်ရောက်မယ်ကျန်တဲ့အမြက်ကိုအားလုံးခွဲဝေယူကြတာပေါ့ကိုယ်တိုင်ပဲသူထေးလို့ရတာကသူများစီမှာအနှိမ်ခံရတာထက်အစပေါင်းများစွာပိုကောင်းတာပေါ့ဗျာလို့ယုံကြည်ချက်ပြည့်နဲ့တွေးထိုးလုံးစော်လိုက်ပါတယ်အဲ့ဒီအခါရွာသားတွေကလည်းဟုတ်တယ်ဒါပြောင်ပြောတာမှန်တယ်ဘာလို့ငါတို့ကအမျက်ဆုံးတွေကိုသူ့ကိုပဲပေးစားရမှာလဲငါတို့ဘာသာတွားရောက်ကြမယ်လို့ထောက်ခံကြပြီးရွာလူကြီးအဖိုးအိုကပါဒါပြောင်မင်းတကယ်ပဲတေချာပေါက်အဆင်ပြေအောင်လုပ်နိုင်လို့လားဆိုပြီးစိုးရိမ်တကြီးနဲ့မျောလင်းချက်အပြည့်မင်းမြန်းပါတော့တယ်ကျွန်တော်ဝူတာပြောင်ပြည်နယ်မြို့တော်ရဲ့ရေထွက်ကုန်စည်ကွက်မှာကျင်လည်ခဲ့တာ9နှစ်ရှိပြီမို့အားလုံးကိုအထာနဲ့ပြီးသားပါမနေ့ဖြန်မနေ့စောကြီး3နာရီမှာကုန်တင်ကားတွေရွာထိပ်ကိုရောက်လာလိမ့်မယ်4နာရီမှာငါးတွေကားပေါ်တင်ပြီး8နာရီမှာမြို့ထဲကိုအရောက်ဝင်မယ်အဲ့ဒါဆိုရင်မနေ့ခင်းစေးစောစောကိုအမိရောက်သွားမှာဖြစ်ပြီးအထွေထွေငါးမျိုးစားအကုန်လုံးကိုတပိတာ25ရွမ်ထက်မနည်းတဲ့ဈေးနဲ့လက်ကားရောင်းချပေးမယ်ဗျာလို့ဝူတာပြောင်ကရွာသားတွေကိုအစီအစဉ်ချပြလိုက်တော့ရွာသားတယောက်က25ရွမ်ဟုတ်လားဒါဆိုငါအိမ်ကပိတာ1000ဆိုရင်ရွမ်9000တောင်ရမှာပေါ့ငါအိမ်ကပိတာ3000ဆိုရင်9000ခွဲရမှာဒါဆိုဆုံးကုန်အောင်ပေးရဲ့ဈေးထက်တဆမကပိုများတဲ့အပြင်အမျက်ပါကြံသေးတယ်ဝူတာပြောင်မင်းကတကယ်ပဲငါတို့ရွာရဲ့ကယ်တင်ရှင်လူကြီးမင်းမှာပဲဗျာဆိုပြီးအားလုံးကဝမ်းသာအားရချီးကျူးကြတာပေါ့ရွာလူကြီးအဖိုးအိုကလည်းဝူတာပြောင်ဒါဆိုရင်ဒီကိစ္စကိုမင်းလက်ထဲပဲအပ်ပြီးစီစဉ်ခိုင်းရတော့မယ်ရွာသားတွေရဲ့တွေးချွေးစွမ်းအားနဲ့ရှာထားတဲ့ပိုက်ဆံတွေကိုတော့မင်းလာဟာကမဖြစ်စေနဲ့နော်လို့အလေးနဲ့မှာကြားတဲ့ခါဝူတာပြောင်ကစတုတ်ထားဖို့ခင်များစိတ်အေးသာထားလိုက်ပါကျွန်တော်ဝူတာပြောင်ကရွာသားတွေကိုနစ်နာအောင်လုပ်ခဲ့မယ်ဆိုရင်ကျွန်တော်ခေါင်းကိုဖျက်ပြီးဘုံလောက်ကန်ပစ်လိုက်ပါလို့ယုံကြည်လာအောင်ပြောပါတော့တယ်တစ်ဖက်မှာတော့ရွာသားတွေနဲ့ဈေးကွက်ညှိနှိုင်းမရပဲစိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့ကျွန်တော်ရဲ့မန်နေဂျာကဆုံးစုံဒီအတိုင်းပဲတကယ်ပဲလက်လျှော့လိုက်တော့မှလားလို့ကားပေါ်မှာမင်းမျက်ရှာပေမဲ့ကျွန်တော်ကတော့ဒီလိုမှမလုပ်ရင်ဘယ်လိုလုပ်ရဦးမှာလဲသူတို့ကဓာတ်ကိုကိုယ်လေပင်မှာတွေ့ပြီးတော့မတရားဈေးနဲ့အတင်းရောင်းဖို့ချင်းချောင်းနေကြတာချင်းရွှေဝံရွာကိုသွားကြဆိုဟိုဘက်ရွာကငါးတွေကိုကျွန်တော်စစ်ဆေးပြီးအရေးသွေးမစိုးပါဘူးအရွယ်စားနေနေသေးတာပဲရှိတာအထွေထွေပေါက်ဈေးတပိတာကိုရွံနှုံးနဲ့ဝယ်လို့ရသလောက်အကုန်လုံးတင်းကျုံဝယ်ယူလိုက်မယ်လို့ပြက်သားသားဆုံးဖြတ်ပြီးကားမောင်းထွက်လာခဲ့ပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ကားမှန်ကနေတဆင့်ကြံရိတ်ခဲ့တဲ့ရွာသားတွေကိုကြည့်ပြီးစိတ်ထဲမှာတော့ရွာသားတွေခင်များတို့ဘလောက်တောင်အမျက်ဆုံးတွေရရှိသွားလဲဆိုတာကိုပဲအမြဲတမ်းမှတ်မိနေကြပါဒါပေမဲ့တစ်ဖက်မှာတော့ကျွန်တော်ရဲ့အေးခန်းကားတွေကိုအရင်ကတည်းကဂတိသစ္စာတည်ပြီးရိုးသားစွာလက်တွဲခဲ့တဲ့ချင်းရွှေဝံရွာစီကိုချက်ချင်းအကုန်ပြောင်းရွှေ့မောင်းနှင်သွားခိုင်းခဲ့ပါတယ်ချင်းရွှေဝံရွာကိုရောက်တဲ့အခါရွာလူကြီးဝန်တော်ဟုတ်ကဝမ်းသာအားရစီးကြိုပြီးဆုံးလောင်ပန်ခင်များတကယ်လာတာပဲကျွန်တော်ကနောက်နေရထင်တာလို့နှုတ်ဆက်ရှာပါတယ်ကျွန်တော်လဲဝံရွာလူကြီးကျွန်တော်ဆုံးကော်တုံးကပြောရင်ပြောတဲ့အတိုင်းပဲငါးတွေကိုကြည့်ပြီးအရေးသွေးကောင်းမှုပါတယ်လင်းဟွာတုံးရွာကငါးတွေထက်စရင်အရွယ်စားတစ်ဆင့်လောက်သေးတာပဲရှိတာပါလို့ပြောတော့သူကကျွန်တော်တို့ရွာကရေတိန်တော့ငါးတွေအကြီးကြီးမဖြစ်တာပါဒါပေမဲ့အသားကတော့တကယ်ကြစ်လစ်ပါတယ်ဒါတွေကိုပြောင်းဖို့မှုဘဲဖက်တွေနဲ့ပဲကျွေးမွေးထားတာမို့ဟော်မုန်းဆေးတစ်ဆက်တောင်မပါပါဘူးလို့စိတ်ချလက်ချရှင်းပြပါတယ်အဲ့ဒါနဲ့ကျွန်တော်လဲကောင်းပါပြီအထွေထွေငါးမျိုးစားအကုန်လုံးကိုတပိတာကိုရွံနှုံးနဲ့ချိန်တွေပြီးကားပေါ်တင်ကြပါလို့ညွှန်ကြားပြီးဒါပေမဲ့မင်္ဂလာစကားမပြောခင်အကျိုးအကြောင်းကိုကြိုပြောထားခြင်းပါတယ်အခုစာချုပ်ပြီးဈေးနှုန်းသတ်မှတ်ပြီးတာနဲ့ဘယ်သူမှလာမဲ့ရက်တွေမှာဈေးနှုန်းယာယီတိုးတောင်းတာမျိုးမလုပ်ရပါဘူးဒီအချက်ကိုလက်ခံနိုင်ရင်ကျွန်တော်တို့ရေရှည်လက်တွဲကြတာပေါ့လို့ပွင့်ပွင့်လင်းလင်းသတိပေးလိုက်တဲ့အဲ့ဒီအခါရွာလူကြီးကဆုံးလောင်ပန်းတပိတာကိုရွံဆိုတာမနစ်ကပွဲစားတွေလာဝယ်တော့က4ရွံခွဲပဲပေးတာဗျခင်များက9လဝယ်တာမဟုတ်ဘူးပိုက်ဆံလာပေးတာဘသူကများဈေးနှုန်းတိုးတောင်းရဲဦးမှာလဲကျွန်တော်ဝန်တော့ဟုတ်ပထမဆုံးခွင့်မပြုဘူးဘသူကများကွယ်ရမှာမယိုးမသားလို့ရဲဦးမလဲလို့တဲ့ကောင်ရှိရင်ရွာဝင်စရင်ကနေနမီပါဖြက်ပစ်မယ်လို့ပြက်သားသားဂတိပေးပြီးချက်ချင်းချိန်တွေကားတင်စေခဲ့ပါတယ်ရွာသားတွေကလည်းဆုံးလောင်ပန်းကတကယ်ကိုတစ္ဆာရှိတာပဲတပိတာကိုရွံဆိုတာမနစ်ကထက်တစ်ဆတောင်ပိုများတယ်လို့ချီးကျူးကြသလိုဟုတ်ပါ
လင်းဟွာတုံးရွာကလူတွေကတော့သူတို့ဘာသာသွားရောက်မယ်ဆိုပြီးတပိတာ25ရွယ်နဲ့ဘာနဲ့ရှောက်ပြောနေကြတာငါကြည့်ရတဲ့လောက်တော့မလွယ်လှဘူးအခုဆုံးလောင်ပန်းကလက်ငွေပြက်ပေးတာလေအကျွေးလဲမထားဘူးမဆိုင်မတော့ဘူးဒါကမှတကယ့်ကိုစိတ်ချရတာဆိုပြီးအချင်းချင်းတီးတိုးပြောကရိုးသားမှုရဲ့အတီးအပွင့်ဖြစ်ဝမ်းသာအားရတန်းစီပြီးပျော်ရွှင်စွာရောင်းချကြပါတော့တယ်ချင်းရွှေဝင်ရွာသားတွေကတော့အခြေအနေတွေဘလို့ပဲဖြစ်ငါတို့နဲ့မဆိုင်ပါဘူးကို့ဘာသာရိုးရိုးသားသားပိုက်ဆံရှာမယ်သူများတွေကိုလည်းမနာလို့မဖြစ်ဘူးငါမွေးရဲ့လုပ်ငန်းမှာလောဘကြီးဖို့ပဲကြောက်ရတာဆိုပြီးအချင်းချင်းပွင့်ပွင့်လင်းလင်းပြောဆိုနေကြတာကိုတွေ့ရပါတယ်ကျွန်တော်လည်းသူတို့ရဲ့စကားတွေကိုသဘောကျမိလို့ပြောတာကောင်းတဲ့အကိုလီခင်များစကားကိုကျွန်တော်မှတ်ထားမယ်နောက်ရက်ကျရင်ရွာထိပ်မှာမလောဘရွာဆိုပြီးကပဲကြောက်စာတိုင်းတောင်လာဆိုင်ပေးဦးမယ်ဒီရွာကငါးတွေဟာအရွယ်စားနေနေသေးပေမဲ့အရေးသွေးကတော့တကယ်ကိုကောင်းမွန်လာပါတယ်အေးကန်စနစ်တာအချိန်မီလိုက်နိုင်မယ်ဆိုရင်စူပါမားကတ်ဘက်ကလည်းအဆင်ပြေပြေလက်ခံနိုင်မှာပါဒါပေမဲ့ကုန်ပစ္စည်းအနှံဖို့က90နာရီတောင်မလိုတော့တာမို့အောင်မြင်မှုနဲ့ကြာရှုံးမှုဟာဒီတစ်ခေါက်ပေါ်မှာပဲမူတည်နေပါတယ်အဲ့ဒီအချိန်မှာတာဝန်ခံကအစုံပထမအတုပ်အနေနဲ့ပိတာချင်း1000လောက်ရရှိထားပြီးစူပါမားကတ်နဲ့ချုပ်ဆိုထားတဲ့စာချုပ်ရဆိုရင်ပိတာချင်း1000လောက်လိုအပ်နေသေးတယ်လို့လာရောက်စီရင်ခံတာကြောင့်ကျွန်တော်လည်းမနှက်ဖြန်ကြရင်အနီးနားကရန်လီဝန်ရွာကိုတွားကြည့်ရမယ်တကယ်လို့အဆင်မပြေရင်လည်းတခြားနယ်လမ်းတွေကနေဈေးတိုးပေးပြီးတော့ပဲဖြစ်လိုအပ်ချက်ကိုအမိဖြည့်စေရမယ်ဒီအမှားစာသာပျက်စီးသွားရင်ကျွန်တော်တို့ရဲ့လုပ်ငန်းနာမည်ပါအကုန်ဆုံးရှုံးသွားလိမ့်မယ်လို့အလေးနက်မှာကြားခဲ့ပါတယ်တစ်ဖက်မှာတော့ညာတန်းခေါင်ရန်အမောင်ထုထဲမှာလင်းဟွာတုံးရွာသားတွေဟာအေကန်စနစ်မပါဝင်တဲ့ကုန်တင်ကားကြီးပေါ်ကိုငါးတိတ်တာတွေအလောတကြီးတင်ဆောင်နေကြတာပေါ့ရွာသားတယောက်ကဒါပြောင်းဒီကားမှာဘာလို့အေကန်စနစ်မပါတာလဲလို့စိုးရိမ်တကြီးမင်းမြန်းတဲ့အခါဝူရာပြောင်းကအေကန်ကားဆိုရင်တရက်ကိုငါးရန်ခရွမ်8000ပေးရတယ်ဗျာဒီကားကတော့2000ပဲပေးရတာမို့ကြားတဲ့ကတက်တာတဲ့ငွေတွေဟာငါတို့ပိုက်ဆံတွေပဲပေါ့စိတ်ချစမ်းပါကွမ်းဆောင်3ထက်လောက်အုပ်ပြီးရေခဲအိတ်တွေထည့်သွားရင်4နာရီလောက်ခီးကတော့ငါးတွေလုံးဝမတည်နိုင်ပါဘူးဆိုပြီးလောဘဇောနဲ့ကတိကတ်တက်တွက်ချက်ကအမျက်ကြီးစားဖို့ပဲတွေးတော့နေပါတော့တယ်